Hello everyone ကစ်ထားလန်ပြန်လဲကြိုဆိုလိုက်ပါဒီနေ့ကတော့ guest to pick a card reading ကိုမှစီးပွားရေးအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အထူးသဖြင့်တော့ guest ကကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးကြည့်ပေးမယ်ဒါပေမဲ့အကယ်၍ဒါရုံးဝင်တဲ့နေ့အတွက် message တွေပါလာဆိုလို့ရှိရင်လည်း guest ကြည့်ပေးမယ်ပေါ့နော် so guest တို့အရင်ဆုံးဒီ the goddess oracle card ကလေးနဲ့ the goddess power oracle card ကလေးနဲ့ပေါ့နော်ဟွာပိုင်း1 2 3က1 2 3ရင်ထုတ်မယ်ပေါ့နော်ဒါလေးကတော့ pick a card reading ဖြစ်မယ်က3ကလေးရင်ထုတ်မယ်က3ကလေးရွေးပြီးတော့အခါကျလို့ရှိရင် guest တို့ဒီ deck လေးနဲ့tarot ကိုကြည့်ကြမယ်ပေါ့နော်ဆိုတော့ကလေးရင်လုံးထုတ်ရအောင်အကယ်၍ personal reading လေးကိုစိတ်ဝင်စားတဲ့သူလေးဆိုလို့ရှိရင် guest ရဲ့ဒီ account တွေကနေပြီးတော့ personal reading လာပြီးတော့မေးလို့ရပါတယ်personal reading လေးတွေကမိကွန်းတိကျကျတစ်ခုဆိုလို့ရှိရင်9000ကျပ်ကနေစပါတယ်ဆိုတော့ reading တွေကတော့3သိန်းခွဲလောက်ထိကိုရှိရပေါ့ phone call video call reading တွေလည်းရှိတယ်မိကွန်းအသေးစိတ်ကြည့်ပေးရ reading တွေလည်းရှိတယ်เนาะဆိုတော့9000 2000ခွဲ9000 9000 3သိန်း2000 3သိန်းခွဲအဲ့လိုမျိုး yes reading တွေကအများကြီးရှိရပေါ့เนาะဆိုတော့ကိုအဆင်ပြေရလေးကြည့်လို့ရပါတယ် okay ဆိုတော့ဒါလေးကပထမကတ်ထွက်လာပြီဒုတိယကတ်ကလေးထွက်လာပြီတတိယကတ်โอเคတတိယကတ်ပါโอเคကတ် number 1ကတ် number 2ကတ် number 3ဆိုတော့3ကတ်ထဲကတကတ်ကိုရွေးပြီးတော့အခါကျလို့ရှိရင် guest တို့reading မှာပြန်ပြီးတော့တွေ့ကြပါမယ် bye hello ကနမ1ကိုရထားတဲ့သူများအားလုံးမင်္ဂလာပါဆိုတော့ကနမ1ရထားတာလေးကကွင်ရင်ဆိုတဲ့ဥစ္စာလေးကြားထားတယ် okay ဆိုတော့ကွင်ရင်မေတော်ရဲ့အထုပ်ပတိကို guys ဟိုမနေ့တနေ့မှ guys ဖတ်မိရပေါ့နော်အရင်စိတ်ဝင်စားဖို့ကောင်းတယ်အဓိကဒီ energy က compassion ကိုသွားတယ်ပေါ့နော် compassion kindness ကိုသွားတယ်အဲ့ဒါကြောင့်မလို့ပို့ပြီးတော့ soft ဖြစ်တယ်ပို့ပြီးတော့ feminine energy ဖြစ်တယ်ကိုကအကယ်၍ပေါ့နော်တစုံတစ်ခုအခက်အခဲတစ်ခုကိုကြုံတွေ့နေရတယ်စိတ်ဖိစီးမှုတွေခံစားနေရတယ်ဆိုလို့ရှိရင်ဒီမေတော်ကိုကွယ်လို့ရတယ်ဆူတောင်းလို့ရတယ်သူရှိမှတရားထိုင်လို့ကောင်းတယ် gas ကတော့အဓိကကရုပ်ထုလေးပူဇော်ပြီးတော့အိမ်မှာပေါ့နော်ဒီရုပ်ထုလေးကိုအမွှေးရိုင်လေးထွန်းပြီးတော့ဒီအမွှေးရိုင်ကုန်းနဲ့ဒီတရားထိုင်တာပေါ့နော်ဒါနိုင်တဲ့လူတွေပေါ့နော်အဲ့လိုလေးထိုင်မို့ gas ကအကြံပြုချင်တယ်အများကြီးမနိုင်ဘူးဆိုအမွှေးရိုင်သေးသေးလေးထွန်းပေါ့နော်ဒါဘာလဲအမွှေးရိုင်လေးကိုအလုံးလေးတွေအတုံးလေးလေအမွှေးခဲအတုံးလေးထွန်းလို့လည်းရတယ်နော်ဆိုတော့ gas တို့ကြည့်ရအောင် tarot ထဲမှာဘာ energy တွေရမလဲအလုပ်တိုင်းစီးပွားရေးအထူးသဖြင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစလုပ်မဲ့လူတွေဒါမှမဟုတ်လုပ်ထားပြီးသားသူတွေနောက်26ထဲမှာစီးပွားရေးအောင်မြင်မှုကံကဘာရှိလဲ okay ဒီကလေးရထွက်ရှင်နေရဒီကလေးထုတ်လိုက်နေဆိုတော့စီးပွားရေး okay ကြည့်ရအောင်ဘာကတိရထားလဲ wow 3 of pentacles okay temperance က healing energy ဆိုတော့ကွိုင်ရင်နဲ့ကွက်တီပဲပေါ့နော်ကွိုင်ရင် goddess နဲ့ကလုံးဝကွက်တီပဲဖြစ်နေ energy က 3 of pentacles ဆိုတာကအထူးသဖြင့်ကိုတယောက်တည်းလုပ်တဲ့စီးပွားရေးလုပ်ငန်းမဟုတ်ဘဲနဲ့ကိုတငယ်ချင်းတွေမိသားစုဝင်တွေဝိုင်းဖွဲ့ပြီးလုပ်တဲ့စီးပွားရေးလုပ်ငန်းတွေဆိုပို့ပြီးတော့အောင်မြင်နိုင်တယ်နော်ဆိုတော့တခြားလူတွေစီကနေပြီးတော့အကြံဉာဏ်ကောင်းတွေရနိုင်တယ်အကယ်၍ကိုကဒီလုပ်ငန်းကစထားပြီးသားကိုမှတိတ်ပြီးတော့အစင်မပြေဖြစ်နေရမျိုးတွေနည်းနည်းနားလည်မှုလွဲတဲ့ပြဿနာလေးရှိနေရဆိုလို့ရှိရင်လည်းပြေလည်သွားလိမ့်မယ်လို့ gas မြင်တယ်နော်ဆိုတော့ okay ကိုပိုင်စီးပွားရေးလုပ်ငန်းတွေအတွက်အရန်ကောင်းတဲ့ကာလပေါ့စပြီးတော့လုပ်ချင်တဲ့သူတွေအတွက်လည်းအရန်ကောင်းတယ်လို့တော့ gas တွေ့တယ်နော်ဆိုတော့ wow ace of pentacles 10 of cups reverse okay ကိုကလေမိသားစုအတွင်းပြဿနာလေးနည်းနည်းလေးရှိရလို့တော့ gas မြင်တယ်ဆိုတော့ either မိသားစုအတွင်းအချစ်ရေးပေါ့နော်အချစ်ရေးကိုမှတာ long term relationship connection တခုပြတ်တောက်သွားတာမျိုးကြောင့်ကိုက break up ပေါ့နော်ဒီ heartbreak
ဖြစ်နေတဲ့ပုံစံမျိုးအသက်ကွဲနေတဲ့ energy မျိုးလေးပေါ့နော်ရှိနိုင်တယ်ဆိုတော့ဆက်ပြကြည့်ရအောင် Six of Swords move for မို့စ조사နေရဒါမှမဟုတ် move out ဖို့စ조사နေရပေါ့ move out ဆိုတာကအင်ကနေပြီးတော့အင်ခွဲနေဖို့စ조사နေတာတခြားနိုင်ငံရဲ့ခြားမှာသွားပြီးအခြေချနေထိုင်ဖို့စ조사နေရဆိုတဲ့သူတွေကိုတွေ့ရတယ် the Hierophant ဒီလူတွေကအကြီးကဲကံကြမ္မာပါတယ်အကြီးကဲဖြစ်မယ်ပေါ့ဆိုတော့လုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်ဥမာကိုယ်ပိုင်လုပ်ငန်းမဟုတ်ဘဲနဲ့ဝန်ထမ်းလုပ်နေတဲ့သူတွေဆိုယာတုတိုးနိုင်တယ်ပေါ့နော်ယာတုတိုးနိုင်တယ်အကြီးကဲဖြစ်နိုင်တယ်ဩဇာအာဏာတစ်ခုရလာနိုင်တယ် Seven of Pentacles စ조사ရင်စ조사တလောက်ကိုအောင်မြင်တဲ့ကာလဖြစ်တယ်ဆိုတော့တချို့အချိန်တွေမှာပေါ့နော်ကိုစ조사တလောက်မအောင်မြင်ဘူးကိုလှုပ်လိုက်တယ်ကိုစ조사လိုက်ရင်ပို့ပြီးအလွယ်လွယ်ချော်ချော်တွေပဲအမားတွေပဲဖြစ်နေတဲ့ကာလမျိုးတွေရှိတတ်တယ်ဒါပေမဲ့2026ကဒီလိုကာလမျိုးမဟုတ်ဘူး2026ကအဲ့လိုအချိန်မျိုးမဟုတ်ဘူးဆိုတော့2026ကတော့ကျင်းတီပေါ့ပေါ့နော်ကိုစဉ်းစားထားရွယ်ထားအကုန်လုံးစလုပ်လို့အကောင်းဆုံးအချိန်ဘာလို့လဲဆိုတော့စ조사ရင်စ조사တော့အောင်မြင်မဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် gas ကတော့အပေးခြင်းနဲ့ဆိုတော့အောက်ဆုံးမှာ Two of Swords reverse ဘာမှတွေ့ဝေစရာမလိုတချို့တွေဆိုလို့ရှိရင်ပေါ့နော်ကိုကအရန်ကောင်းတဲ့ idea ကြီးတစ်ခုပေါ့နော်ကိုကတွေ့ထားတယ်ဒါပေမဲ့ကိုကအဲ့ idea ကိုစပြီးမလုပ်ရဲဘူးเนาะလူတွေကကိုယ်ဘယ်လိုထင်မြင်မလဲလူတွေကဘယ်လို judge လုပ်ကြမလဲအောင်မြင်မလားငါမှရှိတာအရင်နေ့လေးကမှဒါလေးပဲရှိတာဒါလေးကုန်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံမျိုးအဲ့လိုကြောက်စိတ်တွေပေါ့နော် overthinking လုပ်တဲ့ဒီကြောက်စိတ်တွေကြောင့်အောင်မြင်ရမယ့်လုပ်ငန်းတွေကိုစကိုမစဖြစ်ဘူးဖြစ်နေတာနော်ဆိုတော့အဲ့လုပ်ငန်းတွေကိုလည်းစပြီးတော့လုပ်ကင်လို့ရမယ့်အချိန်ဖြစ်တယ် gas by 1ကတော့တော်တော်လေးကို energy ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့2တွေ3တွေရတဲ့လူတွေဒီ energy ကိုမှီပါမလားတော့ gas မပြောတတ်ဘူးပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် gas က energy အရန်ကောင်းတဲ့ queen မဲတော့ကိုကိုယ်လို့ကောင်းတယ်အထူးသဖြင့် Chinese god တွေကကျတော့ gas ကပတ်စံတောင်းတဲ့နေရာမှာပေါ့နော်ဒါ gas စီမှာ abundance ritual တွေလည်းအပ်လို့ရတယ်ဒီ abundance ritual တွေလုပ်တဲ့နေရာမှာဆို gas က Chinese ရုပ်ထုတွေနဲ့ပေါ့နော် candle တွေနဲ့လုပ်ပေးတာများတယ်ဆိုတော့စိတ်ဝင်စားလို့ရှိရင်အဲ့လိုရရပေါ့နော် gas ကတော့ဒီထဲမှာတော်တော်လေးကောင်းတဲ့ energy ကိုမြင်တယ်ရွှေတွေဝင်တာမျိုးကိုမြင်တယ်အထူးသဖြင့်ရွှေတွေပေါ့နော်လဝိရတနာမှာရွှေတွေပိုင်ဆိုင်ရတာမျိုး gas တွေ့တယ်ဆိုတော့ positive energy လေးအကုန်လုံးကို claim လုပ်သွားလို့ရပါတယ် comment လေးပေးခဲ့ပါအားလုံးပဲ energy ကြိုက်ပါစေလို့လည်း gas စုံကောင်းတောင်းပေးပါတယ်ဆက်ဆက်ရအဆင်ပြေစေဖို့လည်းစုံကောင်းတောင်းပေးပါတယ်ဒါဆို gas တို့နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြပါမယ် bye bye Hello ကနံပါတ်2ကိုရွေးချယ်ထားတဲ့သူများအားလုံးမင်္ဂလာပါကနံပါတ်2လေးက Oh my gosh gas ကတော့ဒီမဲ့တော့မမခုချာလို့ခေါ်တာပေါ့နော်သူက water energy လေးအရန်ကောင်းတယ်ဆိုတော့ water sign တွေပါနိုင်တယ်နံပါတ်33ကကံကောင်းတဲ့ခဏန်းတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခု gas ဒီထဲမှာဘယ်လိုမြင်လဲဆိုတော့ဒီ energy ကပေါ့နော်လက်ပို emotional ဖြစ်တယ်လို့တော့ gas မြင်တယ်နော် emotional ပေါ့ ups and downs တွေဆိုတော့ဒီအခုဒီ2026ပေါ့နော်ကိုပိုင်လုပ်ငန်းတွေစလုပ်တဲ့အချိန်မှာကိုပိုင်တစ်ခုခုတည်ထောင်တဲ့အချိန်မှာပေါ့နော်သူတို့ပြင်စီးပွားရေးတစ်ခုခုတည်ထောင်တဲ့အချိန်မှာပေါ့နော်စိတ်ခံစားချက်ကိုဦးစားပေးမိတတ်တယ်ရှေ့တန်းတင်မိတတ်တယ်ဆိုတဲ့ energy မျိုး gas ရတယ်အဲ့ဒါကမကောင်းတာတော့မဟုတ်ဘူးမကောင်းလို့ပြောလို့ရတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့ပေါ့နော်နည်းနည်းမလိုဘူးလို့ပြောလို့ရတဲ့အရာကို gas တွေ့ရယ်နော်ဆိုတော့စိတ်ခံစားချက်ကိုဦးစားပေးဖို့ပေါ့နော်အလိုမျိုးအရင်ဥမာကိုကအရင်ပျော်မှငါအရင်ပျော်မှစလုပ်မယ်ငါအရင်လှုပ်ချင်တဲ့ဟာမှစလုပ်မယ်ဆိုတဲ့ပုံစံမဟုတ်ဘူးပေါ့ကိုအဓိကအတွေ့အကြုံကို gas ကရှာစီခြင်းနဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့မလှုပ်ချင်ဘူးတိတ်ပြီးစိတ်မဝင်စားဘူးပေါ့ဒါပေမဲ့တကယ်ချင်းတယောက်ကကိုအလုပ်လုပ်ဖို့လာခေါ်တယ်အဲ့လိုဆို try ကြည့်ပါပေါ့နော်စမ်းကြည့်ပါလို့တော့ gas အကြံပြုချင်တယ်ဆိုတော့ gas တို့အခု tarot ထဲမှာထွက်လာတဲ့ energy လေးတွေကိုကြည့်ရအောင် tarot ထဲမှာဘာ energy ရှိနေလဲ ancestral spiritual angel tarot ထဲမှာဘာရလာမလဲ okay wow 8 of pentacles ဘာများလဲလို့ထွက်လာ8 of pentacles ကြီးနော် okay ဆိုတော့အရင်ဆုံးထွက်ထားတဲ့ကလေးကိုပဲ wow Nine of Pentacles, 8 of Pentacles ဒီလူတွေကလေဘယ်လိုပြောရမလဲအခု manifestation အရန်ကောင်းနေတဲ့ကာလလို့ gas မြင်တယ်ကိုလေးဝါသနာပါမပါကိုကြိုက်မကြိုက်ဘာပဲလုပ်ပေါ့နော်လုပ်ငန်းတွေကတူအောင်မြင်နေတာကိုပြောလိုက်တဲ့စကားတွေကမှန်ကန်နေရကိုလုပ်လိုက်တဲ့အလုပ်တွေကမှန်ကန်နေရပေါ့နော် Nine of Pentacles အရာကြည့်မယ်ဆိုဒီလူတွေကပတ်စံအမြောက်အများစုမိနိုင်တဲ့သူတွေမှာပါတယ်နော်
so 9 of cups reverse 5 of wands reverse so ထုံးစံတိုင်းစုလိုက်ဖြုံလိုက်ထဲမှာပဲဖြစ်လိမ့်မယ် စုလိုက်ဖြုံလိုက်เนาะစုလိုက်ဖြုံလိုက် okay ဆိုတော့ 5 of wands reverse အရာကိုကနည်းနည်းလေးကိုမှ limited beliefs ရှိရလို့ guess မြင်တယ်ကိုကန့်သက်ထားပေါ့ကိုရဲ့စွမ်းဆောင်နိုင်ရှိပေါ့နော်ပြောရဆိုကိုအရေးချင်းတွေပေါ့ကိုရဲ့အရေးချင်းတွေကိုကိုကကန့်သက်ထားရရှိတတ်တယ်နော်တချို့ကိစ္စတွေဆိုလို့ရှိရင်ငါအရေးချင်းနဲ့ငါဒီလောက်မလုံနိုင်လောက်ဘူးဆိုတဲ့ဥစ္စာတွေပေါ့နော်အဲ့လိုမျိုးနီလန်နဲ့လက်လျှော့လိုက်တာရှိတယ်တချို့အလုပ်တွေဆိုလို့ရှိရင်လည်းကွာဒီအလုပ်ရာထူးရအရန်မြင့်လွန်းနေငါတွေ့ရမှာမဟုတ်ဘူးဒီလစာအရန်မြင့်လွန်းနေငါ့ကိုဆိုပေးမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးလျှော့လိုက်တာရှိတတ်တယ်ဆိုတော့အဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့နော်အဲ့လိုလုံးဝမလုပ်ပါနဲ့try ကြည့်ပါကိုယ့်ရဲ့ comfort zone တွေကနေရုံထွက်ကြည့်ပါပေါ့နော်ကိုယ့်ရဲ့ comfort zone တွေရုံထွက်ပြီးတော့ပို့ပြီးတော့မြင့်တဲ့နေရာတစ်ခုပို့ပြီးတော့လာစားများတဲ့အလုပ်တစ်ခုအဲ့လိုမျိုးကိုစူးစမ်းပြီး manifest လုပ်ကြည့်ပါပေါ့နော်အဲ့လိုလေး guest ပြောချင်တယ်ဒီလိုတွေကအဓိကတော့ပတ်စံနေအများကြီးရှာနိုင်မဲ့ကာလဖြစ်လိမ့်မယ်လို့ guest တွေရယ်နော်နာမည်ကုန်သတင်းကြော်စောနိုင်တယ်Okay influencer လုပ်ဖို့စဉ်းစားနေတဲ့သူတွေဆိုလို့ရှိရင်အရန်ကောင်းတယ်လို့ guest တွေရယ် 7 of wands အတိုက်ခိုက်ကတော့ရှိရယ်နော်ဒီလူတွေအဲ့ကြောင့်မလို့ emotional အရန်အရေးကြီးရယ်ဆိုတာအဲ့ဒါကိုပြောတာเนาะဒီတစ်နှစ်လုံးကိုကိုယ့်ရဲ့စိတ်ကိုထိန်းနိုင်မှရမယ်เนาะစိတ်ဆင်းရဲရတာဝမ်းနည်းရတာနာကျင်ရတာဒါဘယ်လိုပဲဖြစ်ပေါ့เนาะလူတွေကဘာလို့ငါ့ကိုလာပြီးတော့တိုက်ခိုက်ကြရလဲငါလည်းမလုပ်ဘဲနဲ့ဆိုရယ်ပုံစံမျိုးတွေဖြစ်နိုင်တယ်ဒါပြောမယ်ဆိုလို့ရှိရင်လေဒီလူတွေကလေတကယ်တော့အဲ့လိုမနာလိုတဲ့သူပေါ်လာပေါ့နော်ကိုအစင်ပြေနေရဲ့ကိုအောင်မြင်နေရဲ့ပတ်စံနေရနေရဆိုတော့မနာလိုတဲ့သူပေါ်လာလို့တော့ guest တွေ့ရဲ့ဆက်ပြီးတော့ကြည့်ရအောင် temperance က reverse ကြထားရဲ့ကျမ်းမာရေးကို use ရမယ် guest ဒီ reading ထဲမှာကျမ်းမာရေးအတွက်ကြည့်ပေးဖို့ season မရှိခဲ့ဘူးပေါ့ဒါပေမဲ့ 9 of cups က reverse ကြထားရဲ့ temperance ကြထား 7 of wands ပေါ့တချို့ဆိုလို့ရှိရင် guest point လင်းပြောရရင်ကိုလေအောက်လန်းအတိုက်ခိုက်မျိုးဒါမှမဟုတ်ကိုချိန်စေရပေါ့တရားရောက်ကတည်ရမလားတခုဖြစ်ပါစေအဲ့ဒါတွေရှိတတ်တယ်ဆိုတော့ဒီလူတွေကို guest အကြံပြုချင်တာအနည်းဆုံးတစ်ပတ်တစ်ချိန်ပေါ့စားနဲ့ရေချိုးပါလို့ guest အကြံပြုချင်တယ် salt scrub တွေဝယ်ပြီးတော့နေ့တိုင်းတိုက်တဲ့လူတွေကိုတော့ guest မပြောလို့ပေါ့နော်ဒါပေမဲ့အဲ့လိုပုံမှန်မဲရေချိုးနေကြလူတွေဆိုလို့ရှိရင်စားပေါ့နော်စားလက်တဆုပ်စားလောက်ယူပြီးလို့ရှင်ခန္ဓာကိုယ်အနှံကိုစားလေးနဲ့ပုတ်တိုက်ပြီးတော့အခါကျတော့ရေချိုးအဲ့ဒါလေးကိုတစ်ပတ်တစ်ခါလို့အထူးသဖြင့်ကိုယ့်ရဲ့မွေးနေ့နံပေါ့နော်ဥမာစနေသားသမီးဆိုစနေနေ့မှာလုပ်ပေါ့နော်အဲ့လိုမျိုးလေးမှာလုပ်လို့ရှင်ပို့ပြီးတော့ကောင်းနေနော် gas ကတော့အဓိကကျမ UQ size စီခြင်းနဲ့ဒီလူတွေကလေအဲ့လိုစိတ်ပင်ပန်းလို့ပေါ့နော်စိတ်ပင်ပန်းလို့ကိုကမချမ်းမာမျိုးရှိတတ်တယ်နော်အဲ့ဟာကြောင့်ပဲသွားပြီးစီးပွားရေးကိုထိခိုက်တတ်တယ်ဆိုတော့အဲ့ဒါလေးကိုအထူး view site ပါကျွန်တော်ကတော့အကုန်ဆင်ပြေရစီးပွားရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းတယ်ပေါ့နော်ကျန်တဲ့အဲ့လူမှုရေးကျမကြီးပြဿနာလေးတွေကြောင့်အလောက်ကိုင်းနည်းနည်းထိခိုက်နိုင်တာမျိုး case တွေ့ရတယ် the fool okay နိုင်ငံခြားတော့ဖို့စဉ်းစားနေတဲ့သူတွေ the country တစ်ခုပေါ့နိုင်ငံခြားရောက်နေပြီးနောက်တစ်နိုင်ငံကူးပြောင်းချင်တဲ့သူတွေဆိုလို့ရှိရင်အရန်အဆင်ပြေရလို့ case မြင်နေ the fool energy လေးရထားရယ်နော်အထူးသဖြင့်ကိုလုပ်ငန်းကြီးတွေဆောင်ရွက်တယ်ဆိုတဲ့နေရာတွေမှာဆိုရင်လာပြည့်နေ့တွေမှာလှုပ်ဆောင်တာအရန်ကောင်းတယ်ပေါ့နော်အဲ့လိုလေး gas တွေဆက်ပြီးကြည့်ရအောင် page of wands က reverse ကြထားတယ် okay ကိုကလေတကယ်တော့လေနောက်နှစ်ပေါ့2026ထဲမှာတိတ်ပြီးတော့ဝါသနာမပါတဲ့အလုပ်ကိုလုပ်ဖြစ်လိမ့်မယ်အဲကြောင့်မလို့ gas ပြောရလေ emotional အရင်ရှိတဲ့တင်စရာမလိုပေါ့တိတ်ပြီးဝါသနာမပါတဲ့လုပ်ငန်းကိုလုပ်ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့လုပ်ငန်းနဲ့ကိုအများကြီးအောင်မြင်တာမျိုး gas တွေ့ရယ်ဆိုတော့လေစူးစမ်းကြည့်ပါပေါ့နော်ကိုအရန်ဝါသနာမပါရင်လည်းစူးစမ်းကြည့်ပါဘယ်လိုပြောဝင်ငွေတွေအရန်ကောင်းလာပြီဆိုလို့ရှိရင်သူ့လိုလိုဝါသနာပါသွားလိမ့်မယ်ပေါ့နော်အဲ့လိုတော့ gas ပြောချင်တယ်နော်ဆိုတော့စားလုပ်ဖို့စဉ်းစားနေတဲ့သူတွေစိတ်ပူနေတဲ့သူတွေအတွက်ပြပေးရပါကံကောင်းတဲ့လတွေကတော့၄လပိုင်းအရန်ကံကောင်းနေနော်၈လပိုင်း9လပိုင်းအရန်ကံကောင်းနေဆိုတော့တတိထားမဲ့ကာလတွေက9လပိုင်းနဲ့10လပိုင်းလို့တော့ gas တွေ့ရယ်Okay ဆိုတော့ဒါလေးကတော့ gas ရသမျှ energy အားလုံးပြောပြထားဖြစ်ပါတယ်သဘောကျမယ်လို့လည်းမျှော်လင့်ပါတယ် energy ကြိုက်တယ်ဆိုလို့ရှိရင် comment ထဲမှာပြောခဲ့ပါနောက်ထပ် reading တွေမှာလည်းပြန်ပြီးတော့တွေ့ကြပါမယ် bye hello ကန်နံပါတ်3ကိုရထားတဲ့သူများအားလုံးမင်္ဂလာပါဆိုတော့ကန်နံပါတ်3ရထားတာက Lilith ရထားရပေါ့နော် Lilith ကိုတွေ့ရဆိုရှင် gas ကအမြဲ supernatural ကြီးရအောင်သွားပြီးသတိရအောင်ပေါ့နော်ဆိုတော့Lilith ကို gas တွေ့ရ independent ဆိုတဲ့ဥစ္စာကိုတွေ့ရအဓိကကတော့ဘယ်လိုလဲဆိုတော့လေကိုပိုင်ဖြစ်ချင်တာပေါ့နော်ဆိုတော့ဒီထဲကဒီကက်ကိုရထားတဲ့လူတွေမှာ
သူများလုပ်ငန်းကိုအမွေဆက်ခံထားရတဲ့လူတွေပါနိုင်တယ်ဒါမှမဟုတ်စက်တူပူပေါင်းလုပ်နေရတဲ့သူတွေပေါ့နော်အဲ့အမှကခွဲထွက်ချင်တဲ့သူတွေပါနိုင်တယ်ဒါမှမဟုတ်အခုချိန်မှာတော့ရုံးဝန်ထမ်းဖြစ်နေရဲ့ဒါပေမဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလုပ်ချင်တယ်ဆိုတဲ့သူတွေပါနိုင်တယ်ဆိုတော့အဓိကဒီလူတွေလိုချင်တာကလွတ်လပ်မှုကိုယ်ပိုင်ဘဝပေါ့နော်ကိုယ်ပိုင်ဘဝကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုလိုချင်တယ်ဆိုတော့အဲ့လိုပုံစံမျိုးလေးကို guest တို့အရင်ဆုံးတွေ့ထားတယ်အခုတာရော့ထဲမှာဘာကတ်တွေရမလဲဆိုတာလေးကိုကြည့်ကြည့်ရအောင်နော်တာရော့ထဲမှာဘာရမလဲ Specialist Angels ဆိုတော့2026အတွက်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဆောင်ရင်ရှောင်းရဘာတွေသတိထားကြရရှိလဲဘာတွေဖြစ်လာဖို့ရှိလဲကနမ3ကိုရထားတဲ့သူလေးတွေအတွက်ကြည့်ကြည့်ရအောင် Okayဆိုတော့ထွက်ထားတဲ့ card လေးတွေကနေရင်ဆုံးစပြီးတော့ကြည့်ကြမယ် Death card reverse ကြထားရနော်စာလာလေးကဆိုတော့ဒီဟာကဘယ်လိုလဲဆိုတော့လူတွေကပြောင်းလဲရမှာကိုကြောက်နေတာဒီလူတွေကနော်အလုပ်ထွက်ရမှာကိုကြောက်နေတာလုပ်ငန်းခွဲထွက်ရမှာကိုကြောက်နေတာပြောင်းလဲရမှာကိုကြောက်နေတာကိုလက်ရှိနေတဲ့နေရာလေးကcomfort zone ဖြစ်နေရယ် comfort zone ကနေရုံထွက်ချင်တယ်ဒါပေမဲ့ရုံထွက်ရမှာကြောက်နေနော်အဲ့ energy လေးကို gas တို့အရင်ဆုံးတွေ့ရတယ်ဆိုတော့ဆက်ပြီးကြည့်ကြည့်ရအောင် seven of swords okay လုပ်ငန်းခွင်တွေကတရားရောက်နဲ့အဆင်မပြေတာကို gas တွေ့ရယ်နော်တရားရောက်နဲ့အဆင်မပြေဘူးတရားရောက်ကကိုတွေးခွဲတာမျိုးကိုနဲ့တခြားလူတွေနဲ့ကြားထဲမှာပေါ့နော်တွေးခွဲတာမျိုးဒါမှမဟုတ်ကိုသစ္စာဖောက်တာမျိုးလေးရှိနေရဲ့ temperance reverse ကိုကလေတကယ်တော့လူတွေနဲ့ကိုမပတ်သက်ချင်တာအဓိကအဲ့ဒါစီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုလူတွေနဲ့တော့ပတ်သက်ရမယ်ဒါပေမဲ့ကိုကလူတွေနဲ့မပတ်သက်ချင်ဘူးဘာလုပ်ငန်းလုပ်ရင်ကောင်းမလဲပေါ့အဲ့လိုဖြစ်နေရနော်ကိုပိုင် freelance တွေပဲလုပ်ချင်နေတယ်အရင်ကြီး stress မများတဲ့အလုပ်တွေကိုလုပ်ချင်နေတယ် three of swords က reverse ကြားထားတယ် healing လုပ်ချင်တဲ့ကာလပေါ့နော်ဒီလူတွေကကောင်းကောင်းလေးတော့အနားယူရလိမ့်မယ်အလုပ်ပြောင်းဖို့စဉ်းစားနေတဲ့သူတွေဆို9လပိုင်းမှာပြောင်းဖြစ်နိုင်တယ်နော်9လပိုင်းထဲမှာပြောင်းဖြစ်နိုင်တဲ့ local တွေ့တယ်အထူးဂရုစိုက်ရမယ့်ကာလကတော့3လပိုင်း4လပိုင်းလို့တော့ case မြင်တယ်ဘာလို့လဲဆိုတော့အဲ့အချိန်တော့တွင်းမှာ coworker တယောက်ယောက်နဲ့ပြဿနာတက်ပြီးတော့9လပိုင်းမှာအလုပ်ပြောင်းလိုက်တာမျိုး case တွေ့တယ်နော်ဆိုတော့3လပိုင်း4လပိုင်းလေးကိုအထူးဂရုစိုက်ပါအကယ်၍အလုပ်ထွက်တယ်အလုပ်ပြောင်းတယ်ဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းကိုခွဲထွက်တယ်ဆိုလို့ရှိရင်လည်းခရီးပါလန်ခွဲလေးပဲဖြစ်ပါစေပေါ့နော်ဒါရန်နေမဖြစ်ပါစေနဲ့ပေါ့နော်အဲ့လိုလေး gas တောင်းပေးပါရယ်ဆိုဆက်ပြီးတော့ gas တို့ကြည့်အောင်နောက်ထပ်3ကတ်ထုတ်ပါမယ် Wheel of Fortune reverse ကြားထားတယ်ကိုကလေအချိန်မကျသေးသလိုခံစားရတယ်ကိုအစင်သင့်မဖြစ်သေးသလိုခံစားရတယ်အလုပ်ထွက်ချင်တယ်မထွက်ရဲဘူးငါအစင်သင့်မဖြစ်သေးဘူးငါနောက်အလုပ်တစ်ခုရှာဖို့ငါကိုယ်ပိုင်လုပ်ဖို့ဆိုရင်အကြောက်စိတ်တွေကကြီးစိုးနေရလွှမ်းမိုးနေရပေါ့နော်ဆိုတော့ gas တစ်ခုမေးချင်တာအခုမှမဟုတ်ရင်ဘယ်တော့လဲဆိုတဲ့ဥစ္စာကိုပြန်မေးကြည့်နော်ငါအခုကြောက်နေတယ်ပဲထားဒါဆိုလို့ရှိရင်မနှက်ဖြန်ကြရင်ငါမကြောက်တော့ဘူးလားတပတ်ခါကြရင်ငါမကြောက်တော့ဘူးလားနော်စဉ်းစားကြည့် okay မနေ့ပြန်လဲကြောက်နေအောင်မှာတပတ်ခါလဲကြောက်နေအောင်မှာဘဲဆိုလို့ရှိရင်ဘာမှမထူဘူးဒီနေ့သာဆုံးဖြတ်ချက်ချလိုက်ဒီနေ့သာလှုပ်ချပလိုက်နော်ဆိုတော့အဲ့လိုမျိုး gas အကြံပြုချင်တယ်ဆိုတော့ကိုယ့်ရဲ့စိတ်တွေကအရန်ကြီးတွေ့ဝေစရာမလိုဘူးနော်ပြောချင်တာအရန်ကြီးကြောက်စိတ်တွေဝင်စရာမလိုဘူးဘာလို့လဲဆိုတော့စိုးရိမ်စိတ်ဆိုတာကဘယ်တော့မှပျောက်မသွားဘူးဆိုတော့အခုကိုအစင်သက်မဖြစ်သေးဘူးလို့မထင်ပါနဲ့နော်အစင်သက်ဆိုတာကကိုကစမှဖြစ်တာဆိုတော့စားဖို့လိုတယ်ပေါ့နော်ဆက်ပြီးကြည့်ရအောင် Okay တကယ်ထွက်လာပြီSeven of Pentacles reverse ကိုကလေအဓိကစိုးရိမ်နေရပါလဲဆိုတော့ situation တစ်ခုအရင်ကိုကထွက်လာခြင်းနဲ့ဒါပေမဲ့အဓိကငွေကြေးကိုစိုးရိမ်တာကိုမှပတ်စံလုံလောက်မစုမိသေးဘူးလုံလောက်စုမိတဲ့အခါကျတော့မှအလုပ်ထွက်ခြင်းနဲ့လုံလောက်စုမိတဲ့အခါကျတော့မှကိုယ်ပိုင်လုပ်ငန်းစခြင်းနဲ့ဆွဲပုံစံမျိုးဖြစ်နေအောင် gas တွေ့ရတယ်ဆိုတော့ gas အကြံပြုချင်တာပေါ့နော်ပတ်စံစုတာကအရေးကြီးရယ်ဆိုတာဟုတ်တယ် Seven of Pentacles ကြားထား reverse ဒါပေမဲ့ gas တစ်ခုပြောချင်တာဒီလူတွေက finally ပေါ့နော်ငါလှုပ်လိုက်တော့မယ်ငါကိုယ်ပိုင်လုပ်ငန်းစလိုက်တော့မယ်ဆိုတဲ့အချိန်မှလည်းငွေကြေးမပြည့်စုံသေးဘူးလို့ gas မြင်တယ်ဆိုတော့ဒီနေ့စလည်းငွေကြေးမပြည့်စုံသေးတာမှန်ပေမဲ့ပေါ့နော်တကယ်စဖြစ်တဲ့ကာလကြလို့ရှင်လည်းငွေကြေးကမပြည့်စုံသေးဘူးဆိုတော့ပတ်စံစုမယ်ဆိုတဲ့အတွေးနဲ့အချိန်မဆွဲပါနဲ့ gas ပြောချင်တာနော်ဆိုတော့ဥမာ online shop တစ်ခုဖွင့်ချင်တယ်ဆိုရှင်အခုပဲစလုပ်လိုက်အခုပဲစလေးလာလိုက်တော့ပေါ့နော်ပတ်စံနေအများကြီးပြည့်သွားတဲ့အထိမစောင့်နဲ့
နော်အဲ့လိုလေး guest အကြံပြုချင်တယ်ဆိုတော့စူးစမ်းကြည့်ပါဘောเนาะဥမာpre order ကောက်ပြီးတော့ဘောเนาะဒါဒါမှမဟုတ်ပတ်စံကိုတဝက်ကြိုရှင်းခိုင်းတာမျိုးတစ်ခုခုပေါ့နော်အဲ့လိုမျိုးလေးစပြီးတော့လုပ်လို့ရတယ်အကယ်၍ကိုကဆိုင်ဖွင့်ချင်တာမျိုးဆိုလို့ရှိရင်တခြားသူစီကနေပြီးတော့ဒါshare ဝင်ခိုင်းပြီးတော့ပေါ့နော်ဒါအမြတ်ငွေငါတို့တယောက်တစ်ဝက်ယူကြမယ်နေရပတ်စံဆိုင်ကလို့အားဆိုင်မယ်နော်အဲ့လိုပုံစံမျိုးလေးပေါ့စတာမျိုးဆိုလို့ရှိရင်လည်းကောင်းတယ်ဆက်ပြောကြည့်ရအောင်Okay, King of Wands က reverse ကြထားတယ်เนาะ Temperance reverse ကိုကအဓိကဘာလဲဆိုတော့ consistency မရှိမှအောင်လေကြောက်တယ်ကိုကလေဥမာအခုချိန်မှာကိုကလုပ်ငန်းအဲ့လိုတခုခုရွေးချယ်နေရတဲ့ကာလပေါ့เนาะအများကြီးစဉ်းစားနေရတဲ့ကာလအဖက်ဖက်ကနေပြီးတော့ညှိနှိုင်းပြီးတော့ဒါစီးပွားရေးလူမှုရေးနိုင်ငံရေးအခြေအနေရာသီဥတုဘာမဆိုပေါ့เนาะကိုကစဉ်းစားပြီးချင်းချိန်ရတဲ့ငွေဈေးအပြောင်းလဲတက်ကြတယ်เนาะအရာအလုံးနည်းနည်းပေးချက်နံချက်ဖြစ်နေတဲ့အချိန်လေးပေါ့ဆိုတော့အဲ့အချိန်အတွင်းမှာကိုက consistency မရှိမှလည်းကိုကြောက်တယ်เนาะအခြေအနေတစ်ခုခုကြောင့်တစ်ခုခုပြောင်းလဲသွားခဲ့ရင်เนาะဥမာငါမြို့ပြောင်းရရင်ငါနယ်ပြောင်းရရင်ငါနိုင်ငံရဲ့ခြားပြောင်းရရင်เนาะဒါမှမဟုတ်ငါပတ်စံနေရုပ်တရက်လို့လာခဲ့ရင်ဆိုရပုံစံမျိုးကိုကအဲ့လိုဘာဖြစ်လာမလဲဆိုရဥစ္စာအနာဂတ်ကိုဟာတေချာမမှန်းဆနိုင်တဲ့အတွက်ကြောင့်မလုပ်ရရလို့ guest တွေ့ရเนาะဆိုတော့ဒီလူတွေက guest ပုံမှန်လေးပြောရရင်ပေါက်3ခုထဲမှာဒီပေါက်ကနည်းနည်းလေးအားအနည်းဆုံးဖြစ်နေရဆိုတော့တကြောင်မလို့ guess အကြံပြုချင်တာပေါ့နော်ဒီလူတွေအနေနဲ့ကအဓိကတတိရှိဖို့လိုတယ်ကိုကမှကိုယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းမှာကို client တွေကဘယ်လိုယုံရမလဲကို customer တွေကကိုဘယ်လိုယုံရမလဲဆိုတော့အဲ့ဒါလေးတစ်ချက်ပေါ့ဆိုတော့ကို confidence ကိုအရင်တိဆောက်ပါနော်ကို confidence ကိုအရင်တိဆောက်ပါဒုတိယအချက်က test margin အလုပ်တွေပြောင်းလဲမယ်ဆိုလို့ရှိရင်9လပိုင်းကာလကအရန်ကောင်းတယ်เนาะဆိုတော့အလုပ်ပြောင်းမယ်ဆိုလို့ရှိရင်9လပိုင်းထဲမှာပြောင်းပါကိုပိုင်လုပ်ငန်းစမယ်ဆို9လပိုင်းထဲမှာစပါเนาะအဲ့လိုလေး guess အကြံပြုချင်တယ်ဆိုတော့ကျန်တဲ့ဥစ္စာတွေကတော့ဒါကို healing process ဖြစ်မယ်တရားစခန်းတွေဝင်တာကောင်းတယ်ဒီလူတွေအတွက်ကတရားတွေထိုင်တာကောင်းတယ်အဲ့လိုလေးတော့ guess မြင်ပါတယ် okay ဆိုတော့ guess ရမြနေကြီးအားလုံးပြောပြထားတာဖြစ်ပါတယ်ဆိုတော့energy ကြိုက်တာလေးတွေဆိုလို့ရှိရင် comment ထဲမှာပြောခဲ့ပါ guest တို့နောက်ထပ် reading ဒီမှာလည်းပြန်ပြောပြကြပါမယ် bye bye